အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကဘာပေါ်မှာနျူကလ িয়ার မဟုတ်တဲ့ဘုံတွေထဲမှာအဖြစ်စွမ်းကြီးမားဆုံးလို့သတ်မှတ်ထားတဲ့ဘုံအားလုံးရဲ့မိခင် Mother of all bombs အကြောင်းကိုပြောပြပေးသွားမှာပါသူ့ရဲ့အရွယ်အစားကဘလောက်တောင်ကြီးတာလဲဒီ GBU-43B ဘုံဟာတာမန်ဘုံတွေလို့မဟုတ်ပါဘူးသူ့ရဲ့အရှည်ဟာ30ပေကျော်ဒီအလေးချိန်ကတော့ပေါင်2000ကျော်9000ရှိတာကီလိုဂရမ်နီးပါရှိပါတယ်ဒါဟာစင်အကောင်ကြီး2ကောင်စားတဲ့တောင်ပိုလေးတဲ့ပမာဏပါသူ့ကိုတာမန်တိုက်လီရဲ့နေနဲ့တည်လို့မရပဲ C130 လိုမျိုးကုန်တင်လီယန်ကြီးတွေရဲ့နော်မီကနေတွန်းချပြီးပစ်လွှတ်ရတာမျိုးပါပေါက်ကွဲအားနဲ့ထူခြားချက်ဒီဘုံရဲ့တကယ်ကြောက်စရာကောင်းတဲ့အချက်ကမြေပြင်ပေါ်ကိုတိုက်ရိုက်မကျပဲမြေပြင်အထက်6ပေလောက်မှတင်လိုလျော့ပေါက်ကွဲတာပါဘာဖြစ်လို့လဲဒီလားမြေပြင်ကိုမထိခင်ပေါက်ကွဲလိုက်ခြင်းအပြင်ဘီပတ်ပတ်လေကိုလေးဖီအားလိုင်း shock wave ကိုအပြင်းထန်ဆုံးပေးနိုင်တယ်ဖြစ်ပါလေသူပေါက်ကွဲလိုက်တဲ့အချိန်ဟာကြိုက်တထုံပတ်လည်မှာရှိသမျှအရာအလုံးကိုပြားဖြစ်ထော့စေနိုင်တယ်လို့မြေအုပ်ထိပ်ကဂူတွေဘန်ကားလေးကိုပါပြိုကျပျက်စီးစေနိုင်လောက်အောင်အစွမ်းထန်ပါတယ်3နီးပညာနဲ့တိကျမှုဒီလောက်ကြီးတဲ့ဘုံကလွဲချော်သွားရင်မခက်ဘူးလားလို့မဲစရာရှိပါတယ်ဒါပေမဲ့မစိုးရင်ပါနဲ့ GBU-43B မှာ GPS စနစ်ပါဝင်လာကြောင်းပစ်မှတ်ကိုတက်လက်မမလွဲအောင်တိတိကျကျရှာဖွေနိုင်စွမ်းရှိပါတယ်လီထဲမှာသူ့ရဲ့တောင်ပန်လေးတွေကိုအသုံးပြုပြီးလမ်းကြောင်းကိုသူ့ဘာသာသူထိန်းချောင်းသွားတာပါလေဘယ်တော့ကအသုံးပြုခဲ့လဲတမိုင်းတခြားမှာဒီဘုံကို2019ခုနှစ်တုန်းကအာဖဂန်နစ္စတန်မှာရှိတဲ့ ISIS အဖွဲ့ရဲ့မြေအောက်ဂူတွေကိုဖျက်ဆီးဖို့အတွက် American စစ်တပ်ကပထမဆုံးအချိန်စတင်အသုံးပြုခဲ့ပါတယ်အဲ့ဒီတုန်းကပောက်ကွဲတန်းဟာကီလိုမီတာအများကြီးအကွာအထိကြားခဲ့ရတယ်လို့ဆိုပါတယ်ဒါကတော့နျူကလ িয়ার မဟုတ်ပဲလူသားတွေဖန်တီးခဲ့တဲ့အကြောက်စရာအကောင်ဆုံးလက်နက်ကြီးတစ်ခုအကြောင်းပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာစစ်လက်နက်တွေနဲ့နည်းပညာအကြောင်းတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာ